TikTok ကနေ3လနဲ့380ဘယ်လိုရှာခဲ့လဲအခုနောက်ပိုင်း TikTok ပေါ်မှာမြင်လာရတဲ့ movie recap အတူလေးတွေကို TikTok မှာတင်ရင်3လနဲ့380ရှာနိုင်ခဲ့တာပါမိတ်ဆွေတွေရောလိုက်လို့ဖို့လွယ်လားဆိုရင်လွယ်ပါတယ်အစအဆုံးရှင်းပြပေးပါမယ်အရင်ဆုံး YouTube ထဲကိုသွားပါ YouTube ထဲကိုရောက်ပြီဆိုရင် short video ထဲကရုပ်ရှင်စကားတစ်ပုဒ်ကို copy ယူပါမယ်ပြီးရင်စနက်ကျုထဲကိုသွားပါမယ်စနက်ကျုရောက်ရင် YouTube က copy link ကိုချပြီး video ကို download ဆွဲပါမယ်ဗီဒီယိုကို download ဆွဲပြီးသွားပြီဆိုရင်ဖုန်းထဲမှာရှိတဲ့ကက်ကက် application ကိုသွားပါမယ်ကက်ကက်ထဲကိုရောက်ပြီဆိုရင် new video ကိုနှိပ်မယ်စောနာက down လာတဲ့ video ကိုထည့်ပါမယ်ဗီဒီယိုရဲ့အောက်ဆုံးတန်းမှာမြင်နေရတဲ့ကပ်ပတ်ရှင်ကိုနှိပ်ရပါမယ်ပြီးရင်အပြာစာတန်းလေးကိုနှိပ်100ပြည့်တဲ့အထိစောင့်ပေးလိုက်ပါအခုလိုမျိုးဖြစ်သွားပြီဆိုရင်အောက်ကဘားတန်းမှာမြင်ရတဲ့ under ကပ်ပတ်ရှင်ကိုထပ်နှိပ်ရပါမယ်ပြီးရင်တော့အပြာစာတန်းအောက်က edit ကားရန်ကပ်ပတ်ရှင်ကိုနှိပ်ပေးပါဒါဆိုရင်ဗီဒီယိုတစ်ပုဒ်လုံးကအင်္ဂလိပ်စာနဲ့ဇာတ်လမ်းကိုတစ်ခါတည်းစီပေးလိုက်တာဖြစ်ပြီးကျွန်တော်တို့ကဒီစာအကုန်လုံးကို copy ယူရပါမယ်စာတွေအကုန်လုံးကို copy ယူပြီးရင်ဘာသာပြန်ဖို့အတွက် AI စီသွားပါမယ်ဗီဒီယိုထဲမှာပြထားတဲ့ AI ကိုမရှိသေးရင် Play Store မှာသွားတောင်းလိုက်ပါဘာသာပြန်ဖို့အတွက် AI နဲ့ရောက်ပြီဆိုရင်စောနာကယူလာတဲ့စာအားလုံးကိုချပြီးမြန်မာလိုဘာသာပြန်ရေးခိုင်းပါမြန်မာလိုဘာသာပြန်ထားတဲ့စာပြီးဆိုရင်ကိုလိုတလိုစာကိုပြန်ပြင်ရေးပြီးကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင် AI နဲ့အတန်ထုတ်ပါမယ်အတန်ထုတ်ဖို့အတွက် Play Store မှာ video မှာပြထားတဲ့ application ကို down လိုက်ပါ down ပြီးရင် application ထဲကို Gmail နဲ့ login တူးမြင်လိုက်ပါပြီးရင်ပြထားတဲ့နေရာကအပေါင်းကိုနှိပ် new project ဆက်နှိပ်ပြီး folder တစ်ခုတည်ဆောက်ပါပြီးရင် new folder ထဲကိုတူညမြင်ပြီးအပေါင်းကိုထပ်နှိပ်ပြီးညပြထားတဲ့နေရာကိုနှိပ်ပါပြီးရင်တော့မြန်မာလိုဘာသာပြန်ထားတဲ့ဇာတ်လမ်းကိုထည့်ပြီးတော့အတန်ထုတ်လို့ရပြီပဲဖြစ်ပါတယ်